ဝန်ထမ်းတယောက်စီကိုသကြံမုံဘိုးသိန်း100ရဲရဲရောပေးခဲ့တဲ့တထေးကြီးပရိသတ်များအားလုံးမင်္ဂလာပါရှင်မကြခင်ကြာရောက်တော့မယ့်သကြံကာလမှာဝန်ထမ်းတွေပျော်ရွှင်စေဖို့အတွက်ပိတ်ရက်တွေပေးပြီးတော့မုံဘိုးတွေလည်းပေးကြတဲ့တထေးတွေအများကြီးရှိပါတယ်ဒါပေမဲ့နှစ်ပေါင်းများစွာစူးစမ်းပန်းစားအလုပ်လုပ်ပြီးတော့တထေးအတွက်ရုန်းကန်ခဲ့ပေမဲ့ရတဲ့မုံဘိုးနဲ့ပိတ်ရက်ဆိုတာကအင်မတန်နေပါကြတာပါအခုမြင်နေရတဲ့တထေးကြီးမိသားစုကတော့ဝန်ထမ်းတွေကိုမိသားစုအရင်ချလို့သဘောထားပြီးစေတနာပြေဝစွာနဲ့မုံဘိုးတွေသိမ်းပေါင်းရာချီပေးနေတာဖြစ်ပါတယ်။ဝန်ထမ်းတယောက်စီတိုင်းကိုသိန်းပေါင်း100မုံဘိုးပေးခဲ့ပြီးတော့ပျော်ရွှင်ဝမ်းသာစေခဲ့တာပါ။ဒီသတင်းကိုကြားတော့တချို့တွေကတမင်တကာလူအထင်ကြီးအောင်လုပ်ပြနေတာမုံဘိုးတကယ်ပေးတာမဟုတ်ဘူးလို့ထင်ကြတာတွေလည်းရှိပါတယ်။ဒီလိုထင်နေတာကလည်းမှားတော့မမှားပါဘူး။ဘာလို့လဲဆိုတော့သူတို့ကြုံတွေ့ခဲ့ရတဲ့တထေးတွေကစေတနာဆိုတာထက်ဝန်ထမ်းပေါ်ဘလို့လုပ်ခိုင်းရမလဲဆိုတာကိုတွက်ချက်နေကြတဲ့သူတွေမလို့ပါ။ဒါပေမဲ့ဒီတထေးကြီးမိသားစုကတော့တကယ်ကိုစေတနာအရင်ခံပြီးတော့သိန်း100စီအားရဝမ်းသာစွာမုံဘိုးပေးခဲ့တာပဲဖြစ်ပါတယ်။ဝန်ထမ်းတွေအားလုံးကိုတခါတည်းခေါ်လိုက်ပြီးတော့ပတ်စံ1000တန်အုပ်လိုက်ကြီးတွေကိုတယောက်ချင်းစီရဲ့လက်ထဲကိုထည့်ပြီးမျက်နှာလိုက်ချင်းမရှိမုံဘိုးတွေပေးခဲ့တာပါ။ဒီလိုတထေးမျိုးကိုပိုင်ဆိုင်ထားတဲ့ဝန်ထမ်းတွေကတော့ဘလောက်ထိပြောနေကြမလဲဆိုတာသူတို့ရဲ့မျက်နှာတွေကိုကြည့်ရုံနဲ့တင်သိသာနိုင်ပါတယ်။တချို့အလုပ်ရှင်တွေကဝန်ထမ်းခေါ်တဲ့နေရာမှာဘလို့အရေးချင်းတွေရှိရမယ်။ရုပ်ရည်အနေထားကအစဘလို့လှရမယ်ဆိုပြီးတော့ကန့်သက်ချက်တွေအများကြီးနဲ့လာစားပြီးတော့နှစ်ပဲ6ပြားပါ။ဒါကြောင့်ဘွဲရပညာတတ်တွေဆိုပြီးတော့အထင်ကြီးလို့မရပဲအချိန်တန်ရင်လာစား2သိန်းလောက်နဲ့ဘဝဆုံးရမယ်လို့လူပြောများနေတာပါတထေးတွေအလုပ်ရှင်တွေဆိုတာသူတို့အကျိုးစီးပွားအတွက်ကိုပဲကြည့်တဲ့လူတွေဝန်ထမ်းတွေကိုမငဲ့ညာတတ်တဲ့လူတွေလို့အထင်ခံနေရတာလည်းများပါပြီအခုတော့ဒီတထေးကြီးကလူတွေရဲ့အမြင်ကိုပြောင်းပြန်လှန်ပြက်ခဲ့ပြီးတော့စိတ်တဘောထားဖြူစင်ပြီးလေးစားစရာကောင်းတဲ့တထေးတွေလည်းရှိသေးတယ်ဆိုတာသက်သေပြသွားခဲ့ရပါဒီတထေးကြီးကကြောက်လုပ်ငန်းတွေချမ်းသာကြွယ်ဝလာတဲ့လူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်သူစီမောင်ဝန်ထမ်းကောင်းတွေကိုပိုင်ဆိုင်ထားတာကြောင့်တစ်လကိုသိန်းပေါင်းထောင်နဲ့ချီဝင်ငွေရရှိနေပြီးတော့စီးပွားရေးတွေတိုးတက်လာတဲ့အတွက်သကြံကာလမှာဝန်ထမ်းတွေကိုအခုလိုပဲသိန်း100စီမုံဖို့ပေးနိုင်ခဲ့တာပါဝန်ထမ်းတွေရဲ့စ조사အထောက်မှုတထေးတစ်ယောက်နေနဲ့သိမြင်ပြီးတော့အသိမှတ်ပြုပေးခဲ့တဲ့အတွက်ဝန်ထမ်းတွေကလည်းတထေးကိုပို့ပြီးတော့လေးစားကအလုပ်တွေကိုစ조사လုပ်ကင်လာကြမှာပါနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ကိစ္စမလို့ဉာဏ်ပညာကြီးမားတဲ့တထေးကတော့နှမျောခြင်းမရှိပဲသိန်း100စီမုံပိုးပေးခဲ့တာလည်းဖြစ်ပါတယ်ဝန်ထမ်းတွေအများကြီးတွေကမှသူ့စီမှာနှစ်ပေါင်းများစွာစ조사အလုပ်လုပ်လာခဲ့တဲ့လုပ်သက်အများဆုံးသူတွေကိုသိန်း100စီပေးခဲ့တာပါအခုမှအလုပ်ဆောင်နေတဲ့သူတွေနဲ့အလုပ်လုပ်တာမကြသေးတဲ့ဝန်ထမ်းတွေကိုလည်းချက်မထားခဲ့ပဲနဲ့ထိုက်တဲ့လောက်မုံပိုးတွေကိုလည်းပေးအပ်ခဲ့ပါတယ်ဝန်ထမ်းတွေကိုကြောသားရင်သားမခွဲခြားပဲအခုလိုစေတနာအပြည့်နဲ့မုံဖူးပေးခဲ့တဲ့တထေးကြီးကတော့အရန်ကိုလေးစားစရာကောင်းလို့အွန်လိုင်းပေါ်မှာနာမည်ကြီးလူပြောများနေတာပါတချို့တွေဆိုရင်အခုအလုပ်နေတဲ့အလုပ်တွေကနေထွက်ပြီးတော့ဒီတထေးကြီးစီမှာအလုပ်ဝင်ဖို့အတွက်စဉ်းစားနေကြပါပြီကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောကိုယ့်ရဲ့အလုပ်ရှင်တွေကဒီလိုသိန်းပေါင်းများစွာတကြံမုံဖို့ပေးနေလားဆိုတာပြောပြခဲ့ပါဦးနော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်